လူတွေဝေဖန်မှာကြောက်တယ်လူတွေငါ့ကိုတိုက်ခိုက်မှာကြောက်တယ်လူတွေငါ့ကိုမချစ်တော့မှာကြောက်တယ်လူတွေငါ့ကိုအတိအမှတ်မပြုတော့မှာကြောက်တယ်လူတွေငါ့ကိုအထင်သေးသွားမှာကြောက်တယ်စသဖြင့်ပေါ့နော်ဒါမျိုးတွေဖြစ်ဖူးကြလားဒါဆိုရင်တော့ဒီ podcast လေးကိုအဆုံးထိနားထောင်ပေးဖို့အတွက်အကြံပြုပါတယ်နော်လူတိုင်းက 100% perfect ဖြစ်နေတာမဟုတ်ပါဘူးလူတိုင်းမှာအားနည်းချက်အားသာချက် dark side bright side အကုန်လုံးရှိကြတယ်အဲ့တော့ဒီနေရာမှာကိုယ့်ရဲ့အားနည်းချက်တွေကိုဖုံးထားပြီးတော့မှလူတွေကကိုယ့်အတိအမှတ်ပြုလောက် public recognition ပေါ့နော် public ရဲ့ validation ရအောင်လူတွေအတိအမှတ်ပြုအောင်ဆိုပြီးတော့မှကိုမဟုတ်တဲ့ပုံစံတစ်ခုကိုဟန်ဆောင်ထားမယ်ဒါပေမဲ့မကောင်းတဲ့ intention မကောင်းတဲ့ရည်ရွယ်ချက်နဲ့တော့မဟုတ်ဘူးပေါ့နော်သူများတွေကိုလိန်ညာဖို့လှည့်ပြဖို့အဲ့လိုတော့မဟုတ်ဘူးသို့တော့ကိုလူတွေကဆက်ပြီးတော့ချစ်နေစေခြင်းနဲ့ထပ်ပြီးတော့ဆက်ပြီးတော့ပေါ့နော်ကိုယ်ကိုပဲရွေးချယ်စေခြင်းနဲ့ကိုယ်ကိုပဲအကောင်းမြင်စေခြင်းနဲ့ဒီလိုမျိုးပေါ့လေနော်လူတိုင်းကတော့ကိုယ့်ရဲ့ရည်ရွယ်ချက်ကတော့အမျိုးမျိုးရှိကြတယ်အဲ့တော့ဒီလိုမျိုးရည်ရွယ်ချက်နဲ့ကိုမဟုတ်တဲ့ပုံစံနဲ့သူများကိုလိုက်လျောပေးမယ်ကိုမဟုတ်တဲ့ပုံစံနဲ့ပေါ့နော်မျက်နှာဖုံးတွေအထက်တက်ပြီးတော့မှ max တွေတက်ပြီးတော့မှသူများကိုအဲ့လိုမျိုးဆက်ဆံနေမယ်ဆိုလို့ရှိရင်ကိုဘယ်လောက်ကြာဟန်ဆောင်ထားနိုင်မှာလဲပေါ့တချို့ကြတော့လည်းအဲ့လိုပဲနေရင်နဲ့ပဲအဲ့ဒါကသူ့ရဲ့တကယ်စစ်မှန်တဲ့ပုံစံလို့သူ့ရဲ့မတိစိတ်ကထင်သွားပြီးတော့မှအဲ့ပုံစံတိုင်းပဲသူ့ဘဝထဲမှာနေထိုင်သွားတာလည်းရှိတယ်သို့တော့သူ့ရဲ့တကယ်စစ်မှန်တဲ့သူ့ရဲ့ဟိုးအတွင်းထဲကလာတဲ့စစ်မှန်တဲ့သူနေထိုင်ခြင်းတဲ့ပုံစံအစစ်မှန်မဟုတ်ဘူးဖြစ်နေတယ်ပေါ့နော်တချို့ကြတော့လေသူတို့ရဲ့စစ်မှန်တဲ့ပုံစံတိုင်းနေခြင်းနဲ့သို့တော့ပတ်ဝန်းကျင်ရဲ့ဒီလိုမျိုးပေါ့နော်သူတို့ပုံမှာဝေဖန်တာတွေကဲ့ရဲ့တာတွေလှောင်ပြောင်းတာတွေမခံစားနိုင်တဲ့အတွက်ကြောင့်သူတို့ကပေါ့နော်သူတို့ရဲ့တကယ်စစ်မှန်တဲ့တယုံမှန်ကိုဖုံးကွယ်ပြီးတော့နေလိုက်ရတာတွေလည်းရှိတယ်ပေါ့ဥပမာကျွန်တော်ရဲ့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကငငယ်လေးတည်းကbody shaming ပေါ့နော်ဒီလိုမျိုးအလုပ်ခံခဲ့ရတယ်တော်တော်ကိုအလုပ်ခံခဲ့ရတဲ့သူတွေမှာပါတယ်ကျွန်တော်ရဲ့ဒီ body structure ပြီးတော့ဒီ body ပြောရမယ်ဆိုလို့ရှိရင်ဒီ body frame ကကြီးပြီးတော့မြန်မာ main ကလေးတွေမှာဆိုလို့ရှိရင်နည်းနည်းလူကောင်ကြီးပြီးတော့မှအဲ့လိုမျိုးပေါ့နော်စားရင်လည်း weight တက်တာမြန်နေပေါ့နော်တေးကွေးနဲ့ခါတေးလေးနဲ့အဲ့လိုမျိုးတွေမှာမပါဘူးပေါ့နော်လူကောင်ထွားတယ်အဲ့တော့ဒီຢာတွေနဲ့ပတ်သက်ပြီးတော့ခဏလေး body shaming တွေကိုဒါအမျိုးသားတွေစီရောအမျိုးသမီးတွေစီရောကျွန်တော်အရင်ရင်းနှီးတဲ့သူတွေစီရောပါအမြင်နဲ့လှောင်ပြောင်ပြီးတော့ရီမောတာတွေခံခဲ့ရပူတယ်အဲ့တော့ကျွန်တော်မှအဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဘယ်လို trauma ဖြစ်သွားလဲဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်ကိုဘိုက်ပူတယ်ခါတုတ်တယ်လို့အဲ့လိုမျိုးပေါ့ကျွန်တော်ခါလေးကလည်းတေးလေးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့ငကိုတွေကကျွန်တော်ရဲ့အယိုးဆဲအချိုးဆဲကကြီးတယ် frame ကြီးတဲ့အတွက်ကြောင့်ပြောမယ်ဆိုရင်တော့တကယ်ပင်ပင်တွယ်လေးနဲ့ရှင်ရင်တော့ကိုကအကြီးဖြစ်နေတာပေါ့အဲ့တော့ဒီနေရာမှာတို့အဲ့လိုပြောတဲ့အတွက်ကြောင့်ကိုအနေနဲ့ပြီးသွားလို့ရှိရင်အဲ့လိုမျိုးပေါ့နော်တင်ပါနဲ့ပတ်သက်ပြီးတော့ပြောတာဒီလိုမျိုးတွေပေါ့နော်ဒါကငယ်ဘဝမှာပြောခံခဲ့ရတဲ့အရာတွေပေါ့ပြီးရင်အသားရည်နဲ့ပတ်သက်ပြီးတော့ပြောခံခဲ့ရတယ်ခန္ဓာကိုယ်ကတော့ဘလို့ဆိုပြီးတော့မှကျွန်တော်ကိုကြောပြလို့ခေါ်တဲ့သူတော့ရှိရပေါ့နော်ဒီလိုမျိုးတွေခံခဲ့ရတဲ့အချိန်မှာကျွန်တော်အနေနဲ့ဘလို့ insecure ဖြစ်သွားလဲဘလို့တင်ငယ်စိတ်ဝင်သွားလဲဆိုတော့ဒီကိုယ့်ရဲ့မသိစိတ်ကပေါ့နော်ကျွန်တော်ဒီအခုကြီးလာတဲ့အချိန်ဒီကျွန်တော်ကျွန်တော်ရဲ့ခန္ဓာကိုယ်သူ့ရဲ့ပုံစံအတိုင်းကျွန်တော်မဝတ်စားဘဲနေကျွန်တော်ကဘယ်လိုမျိုးလုပ်လဲဆိုလို့ရှိရင်အနွေးတယ်အမြဲတမ်းဝတ်တယ်ဆိုတော့နော်အရန်ကိုဒီဘယ်လိုပြောမလဲဒီရာသီဥတုပူနေလဲကျွန်တော်ဒီအနွေးရဲ့ပပလေးအမြဲပါတယ်ဘာလို့လဲဆိုတော့ငါ့ရဲ့ခန္ဓာကိုယ်ဒီလိုမျိုး parts တွေကိုပေါ့နော်ဒီလိုမျိုးနေရာတွေသူတို့ပြောခဲ့တဲ့နေရာတွေကဖုံးမှုအတွက်ဆိုတဲ့ဟာနေပေါ့နော်အဲ့ traumas ကပါလာတယ်ပေါ့နော်အဲ့ဟာတခုတော့တွေ့ရတယ်ပေါ့နော်ကျွန်တော်ကငယ်ရဆိုရင်စနေရတဲ့နေဒါပေမဲ့ကျွန်တော်ကအဲ့အချိန်မှာဒီလိုမျိုးကြီးပြောမယ်ဆိုရင်တကယ်စနေရအကြီးကြီးကို300ချီကုန်ခံပြီးတော့မှဝယ်ပြီးတော့တီးတင်ရအောင်လဲအဲ့လောက်ထိလည်းမလိုဘူးလေနော်ကျွန်တော်တို့က keyboard တွေဒီ Yamaha တို့ဘာတို့ကထုတ်တဲ့ဟာတွေကိုပေါ့ပါလေးဝယ်လိုက်ပြီးတော့မှတီးလို့ရှိရင်လည်းအမှန်တိုင်းပြောရင်တော့ဒါကစနေရနဲ့ဒါသဘောတရားတူပဲတင်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့ဟာနဲ့ကျွန်တော်တင်တယ်ဒါပေမဲ့ဒီပေါ့ကိုနဲ့အရင်ဆွေမျိုးနီးဆက်ပေါ့နော်ဒီလိုမျိုးတွေကပြောပြီးတော့ကိုကိုမင်းမထုတ်တာတွေကြုံမှုတယ်ပေါ့ဒီຢာတွေကိုနင်ကတီးတင်နေတာနင်ကဒါတွေကိုစနေရဝင်နိုင်လို့လားဆိုတဲ့စကားမျိုးတွေပေါ့နော်ဒီလိုမျိုးတွေနဲ့ခဏကိုယ့်ရဲ့လှုပ်တဲ့အရာတွေပေါ်မှာမိကုန်းတွေထုတ်ခံခဲ့ရဘူးတယ်လောင်ပြောင်းတာတွေခံခဲ့ရဘူးတယ်ဥပမာကျွန်တော်ကဒီဘာသာစကားတွေတင်တယ်ဘာသာစကားတွေကိုကျွန်တော်ကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ intelligence ကဒီ linguistic intelligence ဖြစ်တယ်ကျွန်တော်ကဘာသာစကားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာအဲ့ဒီဉာဏ်ရည်ပါလာတဲ့အတွက်ကြောင့်အရန်လဲဝါသနာပါတယ်အရန်လဲစိတ်ဝင်စားတယ်ဘာသာစကားတွေနဲ့ပတ်သက်လာရင်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးတင်တဲ့အချိန်မှာကျွန်တော်ထပ်ပြီးတော့လောင်ပြောင်းကြတယ်ဘာလို့ပို့တင်နေရလဲပေါ့ပေါ့ပင်ပေါ့လေနော်ဒီလိုမျိုးတွေကျွန်တော်အဲ့လိုမျိုးတွေပြောခဲ့ကြတယ်ပေါ့နော်အဲ့တော့ဒီအရာတွေပေါ်မှာကိုကငယ်တုန်းကကြတော့ဒီအရာတွေကိုဘယ်လိုမျိုးသတ်မှတ်ယူဆရမလဲဆိုတော့ကိုယ်တိုင်လည်းမသိဘူးကိုယ့်ရဲ့ mindset ကိုယ့်ရဲ့ mentality ကလည်းအရင် strong ဖြစ်မနေတဲ့အတွက်ကြောင့်ကိုကသူများကကိုယ့်ကိုအဲ့လိုမျိုးပေါ့နော် manipulate လုပ်လိုက်တယ်ကိုယ့်ကိုဒီလိုချယ်လဲလိုက်ပြီးတော့မှကိုယ့်ကိုအဲ့လိုပြောလိုက်ပြီးဆိုလို့ရှိရင်သူတို့ပြောတဲ့စကားလုံးတွေကကိုယ်နားထဲဝင်သွားပြီးတော့ကိုယ့်ကိုပြန်ပြီးတော့ doubt တွေဖြစ်တာပေါ့ self doubt တွေဖြစ်ပြီးတော့မှငါလုပ်နေတာဟုတ်ရဲ့လားသူ
သူတို့ပြောသလိုပဲငါကအဲ့လိုမျိုးကြီးပေါ့နော်ရစရာမရှိအောင်ငါကအသုံးမကျတဲ့သူကငါအဲ့လောက်ထိပဲဟိုရုပ်ဆိုးပြီးတော့ပေါ့လေနော်ဒီလိုမျိုးကြီးတွေဖြစ်နေရလားပြီးတော့ခုနကလိုမျိုးပေါ့တခုခုတင်တယ်တခုခုလောက်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုတွေလိုက်ပြီးတော့ဝေဖန်တယ်တိုက်ခိုက်တယ်လှောင်ပြောင်းရီမောတယ်ပေါ့လေနော်အဲ့လိုမျိုးပြောခံရတဲ့အချိန်မှာကိုအများကြီးတန်တရားဝင်ခဲ့ရတယ်ကိုလုပ်တဲ့အရာတွေမှာလည်းအများကြီးပေါ့နော်စိတ်ဓာတ်တွေကြားခဲ့တယ်အများကြီးပေါ့အဲ့တော့ဒီနေရာမှာပြောချင်တာကကျွန်တော်တို့အနေနဲ့ကကိုယ့်ရဲ့စိတ်ကိုအရင်ပြန်ပြီးတော့ train ဖို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့ resilient power ပေါ့နော်ကိုယ့်ရဲ့ဒီဟာကိုတိဆောက်ဖို့လိုတယ်ကိုယ့်ရဲ့ confidence ကကိုယ့်ရဲ့ self esteem ကသူများစီကနေလာတဲ့သူများကကိုယ့်ကိုအတိမတ်ပြုမှာကိုယ့်ကိုချစ်မှာကိုယ့်ကိုသူတို့ကသဘောကျတော့မှာပေါ့နော်ဒါပါတော့ကိုယ့်အပြုသဘောဆောင်တဲ့အရာမျိုးပြောတော့မှဒီလို action တွေယူပြမှာကိုကတန်ဖိုးရှိတဲ့သူမျိုးမဟုတ်ဘူးအဓိကကိုယ့်ရဲ့တန်ဖိုးကကိုယ်မှာငကိုရဲရှိပြီးသားဖြစ်တယ်ပေါ့နော်အဲ့ဟာတွေသိဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့တန်ဖိုးကိုနားလည်အောင် self discovery လုပ်ရတယ်ပေါ့နော်ငါမှာဘယ်လိုအားနည်းချက်တွေရှိတယ်အားသာချက်တွေရှိတယ်ဒါတွေကိုပြန်ပြီးတော့မှ self reflection လုပ်မယ်ပြန်ပြီးတော့ကိုယ့်အကိုပြန်စဉ်းစားမယ်စာနဲ့ချရေးမယ်ကိုယ့်ရဲ့ဘဝမှာတွေ့ကြုံခဲ့ရတဲ့အချိန်တွေကိုယ့်ရဲ့အောင်မြင်ခဲ့တဲ့ achievement တွေကိုကြာရှုံးခဲ့တဲ့အချိန်တွေကိုပြန်ပြီးတော့ဒါကို reflect လုပ်ပြီးတော့မှပြန်စဉ်းစားကြည့်မယ် journaling လုပ်ပြီးတော့မှပြန်ရေးကြည့်မယ်ဆိုလို့ရှိရင်ဒါတွေကသိနိုင်တယ်ပေါ့နော်အဲ့တော့လူတယောက်ကဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေကိုလည်းကိုယ်ကသိမနေဘူးပြီးတော့ကိုယ်လည်းဒီလိုမျိုးပေါ့ကိုယ့်ရဲ့ inner work တွေကိုအတွင်းထဲကိုပြန်ကြည့်ပြီးတော့မလုပ်ထားဘူးဆိုလို့ရှိရင်ခုနကကျွန်တော်ကြုံခဲ့တဲ့လိုမျိုးပေါ့သူများကကိုယ်လာပြီးတော့ပြောလိုက်ရင်လေလူတိုင်းကတော့ဒါကတော့သူတို့မှလည်းဒါသူတို့ရဲ့အခွင့်အရေးရှိပါတယ်ဘာလို့လဲဆိုတော့လူတိုင်းမှာကမတူညီတဲ့အတွေးခေါ်တွေယူဆချက်တွေယုံကြည်ချက်တွေအမြင်တွေရှိကြတယ်လीနော်ဒါပေမဲ့သူတို့အဲ့လိုမျိုးပြောလိုက်တိုင်းမှာကိုယ်ဘက်က strong ဖြစ်မနေတဲ့အချိန်မှာကိုတိမထားတဲ့အချိန်မှာဒီလိုပြောရင်ငါကအဲ့လိုဖြစ်နေမလားဆိုတဲ့တိမ်ငယ်စိတ်တွေဝင်တာမျိုးဖြစ်တာမျိုးတွေရှိတတ်တယ်မျိုးလူတွေရဲ့ပေါ့နော်ဘလို့ပဲပြောနေပါစေလူဆိုတာကဒီလိုပဲသူတို့အမြင်နေနဲ့သူတို့ပြောနေကြမှာပဲဥပမာသားဖားနှစ်ယောက်နဲ့မြီးတစ်ကောင်ပုံမြင်လို့ပေါ့နော်သူကသားဖားနှစ်ယောက်နဲ့မြီးတစ်ကောင်နဲ့လာတယ်အဖေလှုပ်တဲ့သူကဒီမြီးပေါ်တက်စီတော့လဲအဖေလှုပ်ပြီးတော့မြီးပေါ်မှာတက်စီနေရလားဆိုပြီးတော့ပြောတော့သားကပြန်ပြီးတော့တက်စီတယ်ကလေးကတက်စီတော့လဲအဖေဦးကြီးကမကိုကြာတော့အောက်မှာဒီမြီးနဲ့တူတူလမ်းလျှောက်ခိုင်းပြီးတော့မှသားလှုပ်တဲ့သူအဲ့လိုတက်စီနေရလားဆိုတော့လဲအဲ့လိုမျိုးပေါ့နော်ဒီဟာတွေသိကြမယ်ထင်ပါတယ်နော်အဲ့တော့ဒီနှစ်ယောက်လုံးကတက်စီပြန်တော့လဲမြီးလေးတနာပါတယ်ဆိုပြီးလူတွေကပြောကြပြန်ရောအဲ့တော့ဒီသူတို့နှစ်ယောက်ကပြန်ပြီးတော့စမ်းပြီးတော့မှမြီးကိုဒီတိုင်းဆွဲတော့လဲအုံနောက်မရှိဘူးထားပါတော့เนาะဒီမြီးကမြီးတစ်ကောင်လုံးပါလာတော့မှမစည်းရွနဲ့ကျိုးနဲ့ဆွဲပြီးတော့လမ်းလျှောက်နေတယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့တော့ဘဝမှာလူတွေကဒီလိုပဲပြောနေကြမှာပဲအခုခေတ်ဆိုပိုတော်များသေးတယ်အပြင်လောကမှာတော့မဟုတ်ပဲ social media မှာတော့မှကိုယ်နဲ့မဆိုင်မဲနဲ့ကိုယ်လည်းဒီ guide ကန်ရှင်အကြောင်းအရာကိုတေးသေးချာချာမသိဘဲနဲ့သူများကို judge လုပ်တယ် comment တွေဝင်ရေးတယ်ကိုယ်နဲ့လည်းမဆိုင်မဲနဲ့ပေါ့နော်ပြီးတော့ဒါတွေကိုထပ်ပြီးတော့မှ sharing တွေလုပ်တယ်သူများရဲ့အတင်းဖြင်းတွေကိုဒါတွေကိုဆက်စုဝေဖန်အတင်းချတယ်ဒါတွေဒီကျွန်တော်တို့ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ဒါတွေဒီဝစီဗေဒထီတိုင်းရှာလို့ပြောတယ်ပေါ့နော်ဒါကဝစီဒုစရိုက်၄ပါးထဲမှာလည်းပါတယ်၅ပါးသီလထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ထင်တာကဒီမလိန်ညာဘူးပေါ့မုသာဝါဒပေါ့လေဒါတစ်ခုတည်းနဲ့ပြီးတယ်လို့ထင်တာဒါပေမဲ့မဟုတ်ဘူးပေါ့နော်အဲ့ဒီမှာဝစီဒုစရိုက်၄ပါးဆိုတာလည်းပါတယ်ပေါ့သူများကိုတိမ်ဖြင်းပေါ်ညံတဲ့စကားတွေဒီလိုမျိုးဟာတွေပေါ့နော်ဒီလိုအရာတွေလည်းမပြောရအောင်ဆိုတာပါတယ်ပေါ့ဒါပါတော့ကျွန်တော်အဓိကတော့ဒီ content ရဲ့ points ကနည်းနည်းလွဲတော့မှာဆိုလို့ပေါ့နော်အဲ့တော့ဒီလိုမျိုးလူတွေကတော့ပြောကြမှာပဲဒါတွေသူတို့သိချင်မှလည်းသိမယ်သိရနဲ့လည်းပြောရတာတွေလည်းရှိမယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဝေဖန်တိုင်းတိုက်ခိုက်တိုင်းကိုသာလိုက်ပြီးတော့မှအယောင်ကိုအမျိုးမျိုးပြောင်းနေရမယ်ဆိုလို့ရှိရင်ဘယ်တော့မှလည်းပြီးဆုံးမှာမဟုတ်ဘူးပေါ့နော်ချီမုန်း9ရက်ကဲရ9ရက်ဆိုသလိုပဲအဓိကကိုလုံးစရာရှိတာကိုလုံးမယ်ကိုအကြောင်းကိုရအောင်ရှာဖွေပြီးတော့မှကိုရဲ့အားနည်းချက်အားသာချက်ကိုသိပြီးတော့မှကိုသွားစရာရှိတဲ့လမ်းကိုဆက်သွားမယ်ကိုဘယ်သူလဲဆိုတာကိုကောင်းကောင်းသိနေတယ်ဆိုလို့ရှိရင်သူတို့ဘယ်လိုပြောပါစေသူတို့ဘယ်လိုဝေဖန်ပါစေကြောက်နေစရာလည်းမလိုသလိုကိုအနေနဲ့လည်းလိုက်ပြီးတော့မှရောင်ဝါးပြီးတော့မှလည်းခံစားနေစရာလိုက်ပြီးတော့မှပေါ့နော်လူတွေရဲ့ချဲလဲတာတွေခံရမှာလည်းမဟုတ်ဘူးပေါ့နော်အခုပုံမှာပြထားတဲ့အတိုင်းပေါ့နော်ကျွန်တော်ကဒါတော့တော်တော်လေးကိုဒါနည်းနည်းစင်အောင်လို့ကျွန်တော်အနေနဲ့ AI ကို train ထားတာပေါ့လေနော်ဒီလိုပုံလေးတွေလိုချင်တယ်ဆိုပြီးတော့မှကျွန်တော်ရဲ့ပုံစံမှန်တော့လည်းမဟုတ်ဘူးပေါ့လေနော်ဒါ artistic ဆိုတဲ့အတွက်ကြောင့် art တစ်ခုဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်ဒီအရင်တော့ဆိုလို့ရှိရင်လည်းကိုယ်မှာ tattoos တွေရှိတယ်ကိုယ့်ရဲ့တကိုယ်လုံးမှာ tattoos တွေကအကြီးကြီးတွေရောသေးသေးလေးရောကျွန်တော်တကိုယ်လုံးမှာထိုးထားတဲ့နေရာလေးတွေရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်ကလူတွေရဲ့ judgment တွေကြောင့် traditional အရန်ဖြစ်တဲ့သူတွေကအရန် judge လုပ်တယ်tattoo ရှိတာက main မပြတ်တို့ပြီးလို့ရှိရင်ဒီလိုမျိုးတွေပေါ့ဒါတွေကထိုးထားတာမကောင်းဘူးတော့အဲ့လိုမျိုးတွေပေါ့နော်အများကြီး charge လုပ်ခံရတဲ့အချိန်မှာအရင်ရှက်ပြီးတော့ဒီຢာတွေကိုကျွန်တော်ဘဝမှာနှစ်တည်အများကြီးပေါ့
5-6နှစ်လောက်တောင်ရှိမလားပဲကျွန်တော်ဒါတွေအကုန်လုံးဖုံးထားတယ်ဖုံးထားပြီးတော့ကျွန်တော်အမြဲတမ်းလူတွေတချို့ကျွန်တော်ရဲ့အတိတ်ကကျွန်တော်နဲ့ရင်းနှီးခဲ့တဲ့တည်ကျွမ်းခဲ့တဲ့ကျွန်တော်နားရောက်လာခဲ့တဲ့သူတွေတောင်မှပဲကျွန်တော်ဒီမှာ tattoos တွေရှိတယ်ဆိုတာကိုမသိလိုက်တဲ့သူတွေတောင်ရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါသူတို့ကိုမကောင်းတဲ့ intention ကြီးနဲ့ကိုကညာလိုက်တာမဟုတ်ဘူးပေါ့လဲစားလိုက်တာမျိုးအဲ့လို intention အဲ့လိုရည်ရွယ်ချက်လုံးဝမရှိဘူးဒါပေမဲ့အဲ့ဒီလိုမျိုး tattoos တွေစပြီးတော့ထိုးလိုက်တဲ့အချိန်မှာကိုလူတွေကအဲ့လိုပြောလိုက်တဲ့သူတို့ရဲ့ထင်မြင်ယူဆချက်သူတို့ရဲ့ own opinion ပေါ့လေနော်ဒီလိုမျိုးပြောလိုက်တဲ့အချိန်မှာကိုကဒီဟာတွေကိုကိုအနေနဲ့လည်းအရင်ကြီးစိတ်ကလည်း strong ဖြစ်မနေဘူးကိုဘာလို့လဲဆိုတာလည်းကောင်းကောင်းကြီးရှာမတွေ့သေးတဲ့အချိန်မှာဒီဟာတွေကိုကိုကအရင်ကိုဘယ်လိုပြောမလဲ limiting belief လို့ပြောမလားနော် blockage ဖြစ်သွားပြီးတော့ဒီຢာတွေဖုံးကွယ်ထားလောက်တဲ့အထီတောင်မှပေါ့နော်အရန်ကိုရှက်ခဲ့တယ်ဒီຢာတွေကိုငါပေါ်လိုက်ရင်ပဲငါကမကောင်းတဲ့အမျိုးသမီးများဖြစ်သွားမလားငါ့ကိုလူတွေကအထင်သေးသွားမလားပေါ့အခုချိန်ထိလည်းအရင် traditional ဖြစ်ပြီးတော့မှဒီຢာတွေကိုလက်မခံနိုင်တဲ့လူကြီးတွေရောလူငယ်တွေရောလည်းအခုချိန်ထိရှိပါတယ်ပေါ့နော်သို့တော့ဒီຢာကအမှန်တိုင်းပြောရင်ကျွန်တော်တို့ဒါအခုကိုအများကြီး self discovery လည်းလုပ်ပြီးပြီကိုယ့်ရဲ့အတွင်းလုပ်တယ်အများကြီးလုပ်ပြီးရတဲ့ကြောင့် I know who I am I know what I want I know what I'm doing you know soဒီဟာတွေအကုန်လုံးသိလာပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီຢာတွေရှိတယ်ဆိုတော့ကျွန်တော်ချပြဖို့လဲကျွန်တော်မရှက်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီຢာတွေဒီရှက်စရာလည်းကောင်းမနေဘူးပေါ့နော်ပြောမှဒါကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုပဲကိုယ်သဘောကျလို့ကိုထိုးထားတဲ့အရာတစ်ခုဖြစ်တယ်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဒါတည်ရှိနေတယ်ဆိုတော့လူတွေငါ့ကိုမချစ်တော့မှကြောက်လို့ဆိုတဲ့စိတ်နဲ့လည်းကျွန်တော်အခုမနေဘူးပေါ့ဒါကတော့အခုချိန်မှာကျွန်တော်ဖြစ်သွားတဲ့စိတ်ပေါ့နော်ဒါပေမဲ့လူတွေရဲ့အပြောဆိုငါဂိမ်းမဆိုင်ဘူးအထင်မြင်ဂိမ်းမဆိုင်ဘူးဆိုပြီးတော့လည်းငါလင်ငါထိုးပကိုးရောက်ဒီပါတော့အဲ့လိုတော့လည်းလုပ်လို့တော့မရဘူးပေါ့အဓိကတော့ကိုယ့်ရဲ့ကိုယ်ချင်းသိက္ခာကိုလည်းမထိပါဘူးသူများရဲ့ဂုဏ်သိက္ခာကိုလည်းမထိပါဘူးသူများကလည်းထိခိုက်နေတာကိုလုပ်နေတာလည်းမဟုတ်ဘူးဆိုလို့ရှိရင်ကိုယ့်အနေနဲ့ကကိုယ့်ရဲ့စစ်မှန်တဲ့ဖြစ်တည်မှုတိုင်းဒီလောကမှာချပြပြီးတော့နေထိုင်ခွင့်ရှိပါတယ်တော်တော်များပေါ့နော်ကိုကလူတိုင်းဝိုင်းနေမှာတိုးဆန်းအောင်လို့ကျွန်တော်လည်းအတိတ်ကလူဖြစ်ခဲ့ဘူးရပေါ့နော်ကိုကမျက်နှာဖုံးလေးအထက်တက်ပြီးတော့မှအပေါ်ယံဆန်နဲ့အရန် shallow ဖြစ်တဲ့ superficial ဖြစ်တဲ့အပေါ်ယံဆက်ဆံရေးတွေနဲ့ပေါ့နော်လူတွေကအဲ့လိုမျိုးတွေအချိန်ကုန်နေကြတာများတယ်ပေါ့အဲ့တော့ကိုဘယ်သူလဲဆိုတာချပြလိုက်ခြင်းအဖြစ်ထားပါတော့ကိုအဲ့လူတယောက်ကကိုသဘောမကျလို့ရှောင်ကွင်းသွားမယ်ကိုအဲ့လိုမပေါင်းကျင်တော့လို့ကိုနဲ့မခင်မင်ကျင်တော့လို့ကိုအထင်သေးလို့ယွန်ရှာဆက်ဆုပ်လို့ပေါ်ထားပါတော့ဒီလိုမျိုးဖြစ်သွားတယ်ဆိုရင်လည်း okay လွတ်ပေးလိုက်ပါဒါကကိုနဲ့ align မဖြစ်လို့ပဲသဘောထားပါပေါ့နော်ကိုတကယ်ချစ်တဲ့သူကကိုတကယ်ညှဉ်းနှိုးပြီးတော့မှကိုတကယ်ပေါ့နော်ချစ်ခင်လေးစားတဲ့သူကကိုဘယ်လိုပုံစံပဲဖြစ်နေပါစေကိုနာမှာအမြဲတမ်းရှိတယ်ပေါ့နော်ဒီလိုမျိုးကြီးဖြစ်တယ်ဆိုပြီးတော့မှဒီလိုမျိုးလွှတ်ချသွားတဲ့သူတွေကလည်း relational love ပေါ့လေနော်ဒီလိုမျိုးအကြောင်းပြချက်တွေပါတဲ့ဟိုလိုဖြစ်မှဒီလိုဖြစ်မှဆိုပြီးတော့မှချစ်တတ်တဲ့သူမျိုးတွေမဟုတ်လို့ပါဒါကလည်းတကယ်စစ်မှန်တဲ့ချစ်ချင်းမြတ်တာဟုတ်မနေဘူးပေါ့အဲ့တော့ဒီຢာတွေကိုကြောက်မနေပဲနဲ့ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံအတိုင်းပဲချပြလိုက်ပါအဲ့တော့ take it or leave it ပေါ့လေနော် this is who I am ဆိုပြီးတော့မှ okay just the way you are ဒီပုံစံတိုင်းပဲကိုယ့်အကိုစစ်မှန်တဲ့ပုံစံတိုင်းနေမယ်နေပြီးတော့မှအဲ့ဒီအချိန်မှာတော့လူတွေကအမျိုးမျိုးလာမှာပဲ judgment တွေကထားပါတော့ social media အခုလိုကျွန်တော်လိုမျိုးpage တွေဒီလိုမျိုးပေါ့နော် channel တွေဖွင့်နေဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment တွေအောက်မှာလည်းလာပြီးတော့ကျွန်တော်ကိုလှောင်တာတွေပြောင်းတာတွေလည်းကျွန်တော်မြင်ပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီအရာတွေကိုကျွန်တော်ပြန်ပြီးတော့ react လည်းမလုပ်ဘူးပြန်ပြီးတော့ဒါကို engagement ပေါ့ engaging လည်းတော့မလုပ်ဘူး attention လည်းမပေးဘူးပေးရအောင်လဲကျွန်တော်ရဲ့အချိန်ကမထိုက်တန်ဘူးဒီလိုမျိုးပေးဖို့အတွက်ပေါ့နော်မထိုက်တန်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်မှာကျွန်တော်လုပ်စရာတွေရှိတယ်ကျွန်တော်ရဲ့အချိန်ကျွန်တော်ရဲ့ effort energy ကိုကျွန်တော်ဒီဘယ်သူ့အတွက်သုံးမယ်ဘယ်လို activity အတွက်သုံးမယ်ဘယ်လိုအရာမျိုးအတွက်သုံးမယ်ဆိုတော့ကျွန်တော်အမြဲတမ်းကျွန်တော်အခုချိန်မှာ energy management ကျွန်တော်ရဲ့ time management အများကြီးပေါ့နော်ကျွန်တော်အများကြီး manage လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အတွက်အရေးမပါဘူးလို့ထင်တဲ့အရာကျွန်တော် support မဖြစ်ဘူးကျွန်တော်လာပြီးတော့မှဒီလိုလုပ်တယ်ဆိုရင်ကျွန်တော်အဖတ်မလုပ်ပါဘူးကျွန်တော်အရှိမခုနကကျွန်တော်ရဲ့အတိတ်မှာဖြစ်ခဲ့တဲ့ဒီလိုမျိုး experience တွေဒီ scenario လေးတွေကျွန်တော်ပြောပြခဲ့သလိုပဲပေါ့နော်သင်တို့တွေအနေနဲ့ကလည်းအခုပေါ့ဒီလိုမျိုးတွေကြုံတွေ့လာရရင်တော့မှကိုဘယ်သူလဲဆိုတာကိုသိအောင်ပဲရှာဖွေပါကိုယ့်ရဲ့ power ကတကယ်တမ်းကိုယ့်ရဲ့ကိုယ်ထဲမှာပဲရှိပါတယ်ပေါ့ကိုယ့်ရဲ့ inner power inner resilient power ပေါ့နော်ဒီဟာကိုယ့်ရဲ့ power ကိုသူများလက်ထဲကိုသွားပြီးတော့မပေးပါနဲ့ကိုယ်တိုင်းကကိုဘယ်လောက်လုပ်နိုင်လဲကိုယ့်ရဲ့အားနည်းချက်ကရောပါလေအားနည်းချက်ကိုအားသာချက်အဖြစ်ဘယ်လိုပြောင်းလို့ရလဲဆိုတာကိုရှာဖွေထားလို့ရှိရင်အကောင်းဆုံးသိတယ်ပေါ့နော်ဒီလိုသိလို့ရှိရင်ကိုဘယ်လောက်ပဲပြီးနာနေပြီးတော့လှောင်ပြောင်းနေပါစေရီမောနေပါစေကဲ့ရဲ့နေပါစေအဲ့လိုမျိုးပေါ့နော်ကိုတော့မှဘေးကုန်းနေပြန်ထုတ်ရလောက်အောင်ကိုတို့ကဘေးနာနေပြီးတော့မှအဲ့လိုကြိုးကင်ပြီးတော့မှ manipulate တွေလာလုပ်တာမျိုးချဲလဲတာမျိုးပေါ့နော်ဒီလိုတွေလာလုပ်နေရင်တော့မှကိုအနေနဲ့ပြောမယ်ဆိုရင်အောက်က foundation ကအရန်ခိုင်နေကိုရဲ့ roots တွေပေါ့နော်ကိုရဲ့ဒီလိုမျိုးရေးတောက်မြစ်ကအရန်ခိုင်နေတဲ့အတွက်ကြောင့်ဘယ်တော့မှပြိုလဲမှာမဟုတ်ဘူးပေါ့ပြောရမယ်ဆိုရင်เนาะဒါပေမဲ့ဘဝမှာလောကရန်လာရင်တော့လဲဒါလူသားတိုင်းကတော့ဒီလိုပဲနှိမ့်လိုက်ညံ့လိုက်ဆိုတဲ့အတွက်ကြောင့်ဒီလိုမျိုးလောကရန်တွေလာရင်တော့လဲပြိုလဲကောင်းပြိုလဲမှာပေါ့သို့တော့အဲ့လိုမျိုးဖြစ်ခဲ့ရင်တော့မှပဲကိုကမြန်ပြန်ထတာပုံမြန်တယ်ပေါ့နော်
ကိုခံစားစရာရှိတာခံစားပြီးသွားတာနဲ့ကိုကပြန်ပြီးတော့မှမြန်မြန်ပြန်ထနိုင်တယ်ဒီမိဘုံထဲမှာပြပုံထဲမှာပြန်ပြီးတော့ထလာတယ် Phoenix ငှက်ကိုကြားဖို့မယ်ထင်တယ်နော်အဲ့တော့ကိုကဒီလို Phoenix ငှက်ဖြစ်အောင်ကိုကနေထိုင်ရမယ်ပေါ့ကိုဘွားမှာဒီလိုမျိုးကြာရှုံးခဲ့တာတွေရှိခဲ့ရင်သူများတွေကကိုဒီလိုမျိုးတွေလှုပ်လာတာတွေပြောလာတာတွေရှိပြီဆိုလို့ရှိရင်လေကိုမေးခွန်းပြန်ထုတ်ပါကိုသိအောင်ပြန်ပြီးတော့မှရှာဖွေပြီးတော့မှကိုသွားစရာရှိတဲ့လမ်းကိုသွားနေတဲ့လမ်းကမှန်တယ်ကိုရဲ့လုပ်ရက်တွေကမှန်တယ် you are on the right path ဆိုလို့ရှိရင်ဆက်ပြီးတော့သာသွားပါပတ်ဝန်းကျင်ကဒီလိုမျိုး external noise တွေကိုခေါင်းထဲမှာလည်းမထည့်ပါနဲ့စိတ်ထဲမှာလည်းနေရာမပေးပါနဲ့ကိုယ့်ရဲ့အတွေ့အထဲမှာပေါ့နော်ဒါလေးကိုပြောပြချင်ပါတယ်အခုပြောသွားတဲ့အကြောင်းအရာတွေနဲ့ဒီ podcast လေးရပေါ့နော် make sure တို့အတွက်ကောင်းကျိုးတစ်စုံတရာရှိမယ်လို့ယုံကြည်ပါတယ် make sure တို့လည်းကိုယ့်ရဲ့ဘဝမှာဘယ်လိုအခြေအနေမျိုးလေးတွေကြုံတွေ့ခဲ့ရတယ်ကိုယ့်ရဲ့ဘယ်လိုထင်မြင်ယူဆချက်ကလေးတွေရှိတယ်ဆိုတာကိုလည်း comment လေးမှာရေးပေးခဲ့ပါအောင်နော်ဒီ channel ဒီ page ဒီ post လေးကိုလည်း like follow subscribe လုပ်ခဲ့ပေးပါအောင်ကျေးဇူးများကြီးတင်ပါတယ်